တရုတ်ရဲ့ပါဝင်ဆွတ်ဖက်မှုကတော့အလွန်အကျူးဖြစ်နေပြီကျွန်တော်တို့ပြည်သူတွေဘက်ကလွန်ကျူးတော့မလားဂျင်းနံပိုင်လိုင်းနဲ့ကျွန်တော် gas ပိုင်လိုင်းဆိုတာမကွေးစကိုင်းပေါ့ဗျာနော်မန္တလေးနော်အဲ့ဒါတွေဖြတ်သွားနေအဲ့ဒါတွေကိုစစ်ကောင်စီကလုံညောင်ထိန်းချုပ်နေတဲ့အနေအထားမရှိဘူးပြည်သူတွေရင်ထဲမှာဒီလိုတရုတ်ရဲ့ဆွတ်ဖက်မှုဟာအလွန်ကျွံဖြစ်လာပြီလို့ခံစားရလို့ရှိရင်ပြည်သူတွေရဲ့ပောက်ကွဲမှုတွေကိုထိမှုအတော်ခက်သွားပါတယ်အဲ့ဒီပောက်ကွဲမှုတွေကနေတနွေငင်တစ်စင်ပါကြောက်ဖြူရင်နဲ့စိတ်ကန်းထိပါထိခိုက်နေနာမှုတွေဖြစ်လာနိုင်စရာအခြေအနေရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ကတော့အခုကမေတ္တာခံနေတာမဟုတ်တော့ပါဘူးသတိပေးနေတာပါတရုတ်အစိုးရအနေနဲ့ဒီလိုစစ်ကောင်စီကိုပြုတ်မကြအောင်ဆက်လက်ပြီးပံ့ပိုးသွားမယ်ဆိုလို့ရှိရင်တရုတ်အကျိုးစီးပွားတွေဖြစ်စည်းတဲ့လူထုရဲ့တိုက်ပွဲမုန်တိုင်းကြီးမကြခင်ဝင်ရောက်လာလိမ့်မယ်အဲ့ဒီခါကျမှနော်မြက်ကလေးဆံပြဖြစ်လာလို့ကတော့ဘာမှထူးမှမဟုတ်တော့ပါဘူး